အင်္ဂလိပ်လိုနည်းနည်းပြောလိုက်တော့ကျွန်တော်တို့အားလုံးအင်္ဂလိပ်စာဖတ်တတ်တဲ့လူတွေပဲချင်းဒီကချင်တွေအားလုံးအင်္ဂလိပ်စာဖတ်တတ်တဲ့တော့တိတ်တောင်ပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်ဒါမှနည်းနည်းလေးထပ်ပြီးတော့မှပြောမယ်ဆိုရင်တော့ဒီနေ့ဟို capital ရွာကိုပြန်ရောက်သွားတယ်လို့နည်းနည်းခံစားမိတယ်မကြသေးဘူးလေဟို March လတုန်းကကျွန်တော်တိတိမ် convention လုပ်တာကိုဟာလာတောင်ဆောင်မှာปั๊บဆိုတော့လူငယ်တွေကခါလေးပြည့်တက်သွားတယ်ปั๊บဆိုပြည့်စင်လာတယ်ကျွန်တော်ကအောက်ကိုရောက်သွားမှလည်းတော်တော်ဆွေးပြီးတော့မှဖြည်းဖြည်းပဲရှောက်တယ်ဖြည်းဖြည်းရှောက်တာတော့မှခလုတ်တိုက်သေးတယ်အဲ့တော့အဲ့ဒီမှာအခုပြန်တတိယရင်တော်တော်လေးပြန်ပြီးတော့မှပြန်တွားချင်တယ်လို့တော့ဖြစ်တယ်လေကောင်းရေလေတန်သိရတယ်လေအဲ့မှာဘာထူးခြားတယ်လဲဆိုတော့ဘေးနားမှာက AG Church ဒီဘက်မှာတော့ကျွန်တော်သိတယ် Church လေကျွန်တော်တို့ပွဲတော်စလိုက်တာပထမတော့ AGD ကဒီခါရဲ Hallelujah Praise the Lord အဲ့ဒါဒီကတိတ်အတန်ကြေတယ်ဗျနောက်တော့မှသူတို့သင်းဆိုတာ Praise Song ဆိုတာလဲတခါရဲဖုံဒီထအောင်ဆိုတယ်နောက်ကြတော့ကျွန်တော်တို့တည်တည် convention နဲ့စလာရောအဲ့ဒါမဟုတ်တော့ဘူးသူတို့အတန်တိတ်သွားတယ်ကျွန်တော်တို့ကနိုင်သွားတယ်အဲ့ဒါလဲ Hallelujah နဲ့ပဲတခါရဲနိုင်သွားတာတွေ့ရပါတယ်လို့အဲ့တော့ဒီနေ့ပထမချက်အနေနဲ့ကတော့ဖျားသခင်ဟာကျွန်တော်တို့အတွက်များစွာလှုပ်ဆောင်ပေးတယ်ဒါကြောင့်မလို့ကျမ်းစာကကျွန်တော်တို့ကိုအမြဲတမ်းတိုက်တွန်းနေတယ်ဖျားသခင်ကိုချီးမွမ်းကြလောဘာလို့ဆိုသူကျေးဇူးတော်တွေအင်မတန်မှများတဲ့အတွက်ကြောင့်ဖျားသခင်ကိုကျေးဇူးတော်ကိုချီးမွမ်းပါဟာလေလုယာဟေဘရဲစကားဖြစ်ပါတယ်အဲ့တော့ယေဟောဝါဖျားကိုချီးမွမ်းကြလောဆိုတဲ့အဲ့ဒီဟာဒီကိုဆလန်ဂျမ်းမှာအထူးသဖြင့်မြင်ရပါတယ်ဟို Egyptian parallel ဆိုတဲ့ဆလန်173ကနေ178နောက်တော့ the Greek parallel ဆိုတဲ့120ကနေ136စသဖြင့်အများကြီးမှာထာဝရဘုရားကိုချီးမွမ်းကြလောဆိုတာပြောထားတာတွေ့ရပါတယ်နောက်သခင်ခရစ်တော်လည်းထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းရမယ်ဆိုတာကိုအနူ10ယောက်အကြောင်းပြောတဲ့အဲမှာသူကတုံ့တင်ထားတယ်9ယောက်ကကျေးဇူးပြန်မသိဘူးစမာရိလူတယောက်ပဲပြန်လာပြီးတော့မှသူ့အနူပျောက်ကင်းသွားတဲ့ကျေးဇူးတော်ကိုချီးမွမ်းတဲ့အခါမှာသခင်ခရစ်တော်ဘုရားအရင်တစ်ခါတော့အနာငင်းစေပြီနောက်တစ်ခါပြန်ပြောတော့သူကကျေးဇူးတင်တတ်တဲ့အတွက်ကြောင့်ကဲတင်ခြင်းကြပြီဆိုတာကိုပြောခဲ့တာကိုကျွန်တော်တွေ့ရပါတယ်ဟိုရှင်ပေါလုကတော့တတလောနေဝါရစပထမဆုံးခန်းကြီး9:18မှာအရာရာတိုင်းနဲ့ကျေးဇူးတော်ကိုချီးမွမ်းကြလောအဲ့ဒါကို Greek ဘာသာနဲ့တေချာပြန်ကြည့်တဲ့အခါမှာနည်းနည်းလေးအဓိပ္ပာယ်ကတိကျကျမရှိဘူးဟိုအင်္ဂလိပ်လိုပြောထားတဲ့အရာရာတိုင်းမှာမဟုတ်ဘူးမိကဲ့သို့သောအရာပဲဖြစ်လာပါစေကျေးဇူးတော်ကိုချီးမွမ်းပါအဲ့ဒါလူငယ်တွေကဒါကိုသိနာမလဲတဲ့ဘူးကျွန်တော်လူအသက်85ဟိုခြေတလမ်းပဲလူတော်တွေလူတွေကဒါတော်နားလေတယ်ဗျအခုဒီနေ့လေကျွန်တော်ဘုရားသခင်ကျေးဇူးတော်ကိုတစ်ခါပြန်ချီးမွမ်းတယ်ကျွန်တော်တငယ်ချင်းဆရာမပတ်ခိုင်းကျွန်တော်ထက်အသက်လည်းနှစ်ပူငယ်တယ်နောက်ကျောင်းလာတယ်လေသူကနှစ်နောက်ကြတယ်ကျွန်တော်ကသူ့ထက်နှစ်စီနီယာပေါ့လေကျွန်တော်တော့ capital သူဘာလို့ read သူဘာလို့မတွားသေးတယ်ဗျာဆရာကမတွားတော့ဘူးမတွားပဲမဲ့လို့သူ့ကိုကြော်လို့မရတဲ့အရာတွေအများကြီးရှိတယ်ကျွန်တော် MBC အသိကျုပ်အနေနဲ့လဲဟို faith and order တို့ဘာလို့နှစ်ချင်းတို့ယုံကြည်ချက်ဆိုဒီဆရာမပိုင်မရဘူးဒါသူ့ကိုမခေါ်လာနေတာပဲလို့တယ်ခေါ်လာရင်တော့အတန်ကလုံးဝမလျှော့ဘူးကျွန်တော်အတန်ကတော့နည်းနည်းတော့နေသေးတယ်သူ့အတန်ကအားရပါရပဲအဲ့တော့ဒီအတန်ကြရင်လေသွားနိုင်တယ်လာနိုင်တယ်လို့ပဲစိတ်ထဲမှာခံစားရတယ်အဲ့တော့ဒီကျေးဇူးတော်ဟာအင်မတန်မှကြီးတဲ့အတွက်ကြောင့်ကျေးဇူးကိုချီးမွမ်းပါလို့နေရာတိုင်းမှာပေါ်ပြထားတယ်အရာရာတိုင်းတာမကဘူးမိကဲ့သို့သောအချိန်အခါမျိုးမှာမဆို
ဒီလိုမတွားနိုင်မလာနိုင်ခက်ခဲမျိုးရှိဒါတောင်မှကျေးဇူးကိုသူကချီးမွမ်းပြီးတော့မှလှုပ်ဆောင်နေတာကိုကြည့်ရတော့တွေ့ရတဲ့အခါမှာအင်မတန်မှပဲခင်ဗျားတို့ကျွန်တော်တို့အတင်းတို့အတင်းသားကအစကျွန်တော်တို့လှုပ်ဖို့ဆောင်ပဲဒီဝိနည်းခွန်အားယူစရာနဲ့ကျေးဇူးတော်ကိုချီးမွမ်းစရာဖြစ်ပါတယ်အဲ့တော့ကျေးဇူးတော်ချီးမွမ်းပါလို့ကျမ်းစာကအများကြီးပြောထားတဲ့အတွက်ကြောင့်ဘာဖြစ်လို့ကျေးဇူးတော်ကိုချီးမွမ်းရမလဲဆိုတော့ခဏကပြောတဲ့အတိုင်းပဲကဘာကြီးမှာအယူဆတစ်ခုရှိတယ်အဲ့ဒါကိုကျွန်တော်တို့အတင်းတို့တင်းသားများလဲကောင်းလဲသတိထားပြီးတော့မှသိဖို့လိုတယ်ခတ်ဟုတ်နဲ့မဟုတ်တာပါတယ်ပထမတစ်ခုကလောကရန်တရားကဘာတခွင်လုံးကိုဒီလောကရန်တရားနဲ့ laws of nature နဲ့ပဲချုပ်ကင်ထားတယ်ဘာမဆိုတာဒီသမ္မာဒီတရားကိုမလွန်ဆန်နိုင်ဘူးလို့ယုံကြည်တယ်အဲ့ဒီ philosophy ရှိပါတယ်အဲ့ဒါကရှေး Greek အတွေးခေါ်ရှင်များနဲ့နောက်ပိုင်းကြတဲ့အခါမှာဗုဒ္ဓအတွေးခေါ်လဲအဲ့ဒီမှာပါပါတယ်ဒါဗုဒ္ဓကကျွန်တော်တို့နဲ့နေဆက်တော့ကျွန်တော်တို့သိတယ်ကဘာကြီးကဘယ်လိုဖြစ်လာလဲသူ့အတူဖြစ်လာတယ်ဘယ်လိုသူ့အတူဖြစ်လာလဲလက်ကြီးလေးပါနော်between တေဇောအဘောဝါယောဒီလေးပါသူ့နဲ့သူခါတဲ့တွေးလိုက်တဲ့နဲ့ကဘာကြီးကဖြစ်ပေါ်လာတယ်လို့ပြောတာပါတယ်အဲ့ဒါဟုတ်တယ်လို့ပဲplus နဲ့ minus အပေါင်းလက္ခဏာနဲ့အနှုတ်လက္ခဏာပေါင်းရင်မီးပွင့်တယ်သူနည်းလို့သူစွာပဲအဖိုးနဲ့အမနဲ့ပေါင်းရင်သာသမီမွေးဖွားလာတယ်အဲ့ဒါဒီလေမှန်တယ်လို့ပဲနောက်ကျူးစားရင်ဖျားတော်ဖြစ်နိုင်တယ်ပြောတယ်ဒါလေဟုတ်တယ်လို့ပဲဒါမဲ့ဘလောက်ကျူးစားစာမဲပွဲမအောင်တဲ့အကြောင်းတို့ကြောင်းသားတွေရှိတယ်ဗျာအဲ့တော့ကျူးစားတိုင်းလည်းမအောင်ဘူးနော်အဲ့တော့မှန်တယ်လို့နဲ့မမှန်တယ်လို့ဖြစ်သွားတဲ့အတွက်ကြောင့်ဒါက half truth ပေါ့တဝက်ပဲမှန်တယ်ဥစ္စာဖြစ်တယ်အဖိုးနဲ့အမပေါင်းတိုင်းလည်းဘယ်တော့မှကလေးရလာတာမရှိတာလည်းရှိဒါကြောင့်မလို့ဒီဟာကအယူဝါဒတစ်ခုဒါကိုမကျေနပ်တဲ့အတွက်ကြောင့်မလို့လှုပ်ဆောင်ပေးတဲ့အရာလှုပ်ဆောင်ပေးတဲ့လူရှိမှဖြစ်ပေါ်လာတယ် cause and effect ဆိုပြီးတော့မှပြန်ပြီးတော့မှလူတွေကပြန်တွေးခေါ်တယ်အဲ့ထက်မှအရာတိုင်းမှာနောက်ွယ်မှာလှုပ်ဆောင်ပေးတဲ့ဟိုအားအရာလူအဲ့ဒါရှိတယ်လို့နားလည်ကြတယ်ကျမ်းစာကတော့ကျွန်တော်တို့ကိုအဲ့ဒါပြောပါတယ်အရာတိုင်းမှာသာရဖျားကလှုပ်ဆောင်ပေးလို့ဖြစ်လာတာတဲ့ခဏကကျွန်တော်ပြောသွားတဲ့ဒီမြေသားစကားအခန်းကြီး3 22 23မှာသာရဖျားဒီတနာတော်မူ၍ကရုဏာတော်ဒီမကုံတော့ကြောင့်ငါတို့ဒီပျက်စီးခြင်းဆုံးရှုံးခြင်းတို့မရောက်ရကြနတ်နဲ့တိုင်းကရုဏာတော်ဒီအတစ်တဖန်ဖြစ်ခဏကကျွန်တော်တို့စပြီးတော့မှတည်ဆူတဲ့တခြင်းဖြစ်ပါတယ်ဒါမလို့တကယ်ပဲတေချာကြည့်လိုက်တဲ့အခါမှာဘုရားသခင်ကျေးဇူးတော်တဲ့ကြောင့်ကျွန်တော်တို့ကပျက်စီးဆုံးရှုံးခြင်းကိုမရောက်သွားဘူးဟိုးချင်းတောင်ကလေးကနေအများကြီးစီးရင်ဘက်ကိုရောက်တဲ့အခါမှာတကယ်ချင်းဒီထဲကလူကြီးတွေအများကြီးအဲ့ဒီကတည်းကပေါက်ဖွာလာတယ်နောက်တော့မှဒီတစ်ခါသွားတော့လေဟိုးဆရာခွေလမ်းထံတို့ရဲ့ရွာကျွန်တော်တော့ရောက်တော့မရောက်ဘူးဟိုမှာဆိုတော့တောင်ကုန်းပေါ်မှာအဲ့ဒီကလည်းလူတကယ်လူခေါင်းဆောင်တွေအများကြီးပေါ်ထွန်းနေကျွန်တော်တို့ဟိုတစ်ခါတည်းဟိုးတောင်ပေါ်ဒီလောက်တောင်ဆောင်ဒီ GDC ကနေကျွန်တော်တို့ကိုလူဖြစ်အောင်အခုမြေပြန့်ရောတောင်ပေါ်ရောအားလုံးကိုဥဆောင်နိုင်တဲ့ဆရာခွေလန်းထမ်တို့လူဆရာဆမန်ပေါ်ခန်အန်တို့လူကိုဘုရားခင်မွေးထုတ်ပေးတာဟာသူ့ဟာသူဖြစ်လာတာမဟုတ်ဘူးသူကြိုးစားလို့လည်းဖြစ်လာတာမဟုတ်ဘူးဘုရားခင်ရွေးကောက်တယ်ဆိုတာကိုတွေ့ရပါတယ်နောက်ကျမ်းစာကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်ခဏအင်္ဂလိပ်လိုပြောလို့ခင်ဗျားတို့တော်တော်နားလည်ပြပါပြီကျွန်တော်တို့အမှားကျမ်းစာကိုအသေးချဖတ်ကြည့်ဒါ
သတိထားမှာကဟိုအားလုံးကဘာသာပြန်အားတာဖြစ်တဲ့အတွက်ကြောင့်တနေရာမှာတစ်မျိုးပြန်တယ်တနေရာမှာတစ်မျိုးပြန်သူ့မူလဟေဘရဲဘာသာမူလ Greek ဘာသာကတိကျကျမှတ်ရဖြစ်တယ်แต่မှာတော့မှာက Old Testament မယူဘူးဆိုဘာကြောင့်လဲဆိုတာခဲတို့သိမှမဟုတ်ဘူးကျွန်တော်တို့သိတယ်ဘူးမှ Old Testament မယူချင်ဘူး Old Testament ယူရင် Hebrew ဖတ်ရတယ်နောက် Aramaic ဖတ်ရတယ်နောက်ဒီဘက်မှာ Greek လည်းဖတ်ရတယ်ဆိုဘူးမှမလုပ်ချင်ဘူးအဲ့တော့တစ်ခါတော့တိတ်ပြီးတော့ပြင်းစရာကောင်းတယ်သူက dead language လေအခုလောလောဆယ်မပြောတော့တဲ့စကားတွေဖြစ်နေတယ်ဟိုးပါဠိလိုဖြစ်နေတယ်ဒါကြောင့်မလို့တိတ်ပြီးတော့မှတော့အဲ့ဒါကိုမဖတ်ချင်ကြဘူးဒါပေမဲ့မဖတ်လည်းမဖြစ်ဘူးသူတို့ကျမ်းစာ biblical ယူတဲ့လူတိုင်းဟာဒါကိုဖတ်ရတယ်အဲ့တော့အဲ့မှာဟိုမူလဟေဘရဲစကားလုံးကိုကြည့်တဲ့အခါမှာသူက canon ဆိုတဲ့စကားလုံးကိုပေါ်တုံးထားတယ်နောက်အဲ့ဒီဥစ္စာကို Greek လိုပြန်လိုက်တော့ charis ဆိုတဲ့ဥစ္စာ charis ကမှ grace Latin စကားနဲ့အင်္ဂလိပ်စကားကိုရောက်လာတယ်ကျေးဇူးတော်ဘုရားသခင်ကျေးဇူးတော်ဟို undeserved gift ဟိုရတဲ့လို့မဟုတ်ဘူးပေးတဲ့လို့မဟုတ်ဘူးမပေးတဲ့ဘယ်နဲ့ဘုရားသခင်တနာလို့အဲ့ဒီ can ဆိုတဲ့စကားလုံးကဘာနဲ့တူလဲဆိုလူတယောက်ချော်လဲနေတာအဲ့ဒါမှာတယောက်ကသွားပြီးတော့ဖဲမဘုရားသခင်ကအဲ့လူဖြစ်တယ်အဲ့ဒီစကလုံးနဲ့နောက်တော့မှရာခမ်ဆိုတဲ့အဓိပ္ပာယ်ကတော့ဝန်ပိုက်ကနေလာတယ်သူမိခင်ဒီဝန်ပိုက်နော်မိခင်ဒီဝန်ပိုက်ကကျေးတယ်ကလေးငယ်ကလေးနဲ့အကြီးဖြစ်လာအောင်တခါလည်းနှစ်ယောက်သူကကောင်းမွန်စွာထိမ့်သိမ့်ထားနိုင်တယ်နောက်တော့မှဒီအဓိပ္ပာယ်ကဘာလဲဆိုတော့အရာတိုင်းကိုမြှို့တိတ်ထားနိုင်တယ်အဲ့ဒါကိုပြောနေတာအဲ့ဒီဟာကချစ်ချင်းမေတ္တာအာဂါဖေဆိုတဲ့ဖျားရဲ့ချစ်ချင်းမေတ္တာဒီဥစ္စာကအင်မတန်မှကြီးမားလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့အထိကျွန်တော်တို့မပြည့်စည်ပဲနဲ့ဆက်ပြီးတော့မှအသက်ရှင်နေတဲ့ကိုသူကပေါ်ပြထားတယ်အဲ့ဒါကိုဟိုဖက်မြောက်ကျမ်းခန်းကြီး34အငယ်6မှာအိုးထာဝရဘုရားချစ်တနာခြင်းတာကျေးဇူးပြုတတ်တဲ့အရာကိုသူပြောတယ်နောက်မေတ္တာကရုဏာနဲ့ပြည့်စုံ၍အဲ့ဒီအကြောင်းကိုမောရှေရှေ့မှာထာဝရဘုရားဖြတ်သွားတဲ့အခါမှာမောရှေပြောဆိုတဲ့စကားဖြစ်တယ်အဲ့ဒီစကားပဲခဏပြောတယ်ဘုရားသခင်ကျေးဇူးတော်နဲ့သူ့ရဲ့ချစ်ချင်းမေတ္တာကရုဏာတော်အဲ့ဒီနှစ်ခုကဆက်သွားတာကဒီနောက်ဆုံးကျွန်တော်တို့ benediction ကောင်းကြီးပေးတယ်တင်းဦးဆရာတွေကောင်းကြီးပေးတယ်အဲ့ဒါလည်းခင်ဗျားတို့အတင်းသူတင်းသားတွေလည်းသိဖို့ကောင်းတယ်တခါလေတင်းဦးဆရာတွေကဟိုတခြားဘာမှအလုံးမကြဘူးလေအဲ့ဒီ benediction တကူပဲဖြစ်တော့တူနဲ့သူကမဲ့ဥစ္စာကိုအရှိကြီးသူကိုယ်တိုင်ကကောင်းကြီးမင်္ဂလာပေးတယ်လို့နဲ့ချသွားတယ်အဲ့ဒါလေကျမ်းစာနဲ့တော့မကိုက်ဘူးကျမ်းစာထဲမှာဒါမှမဟုတ်ဟိုအင်္ဂလိပ်လိုတော့နည်းနည်းရှင်းတယ် now the reverend so and so will pronounce the benediction ပြောတာအခုဆရာမကြီးဘဒူကဒီ benediction ကိုဆိုပါလိမ့်မယ်ပြောချင်တယ်ကျမ်းစာထဲကဥစားပြောတာကျမ်းစာထဲမှာဟိုကေတင်ဖိုင်ရှင်တခင်ခရစ်တော်ရဲ့ကျေးဇူးတော်ဒီ၎င်းဖခင်တော်ရဲ့မေတ္တာကရုဏာတော်ဒီ၎င်းတန်ရှင်တော်ဝိညာဉ်တော်ရဲ့တုံတင်လမ်းပြပို့ဆောင်တော်မူသောဆုကျေးဇူးဒီတင်တို့အားလုံးပေါ်နေထားပါစေစီမင်းတရှိပါစေတော့ဆိုပြီးတော့မှကောရိန္သုဒုတိယဆောင်73-74မှာဖော်ပြထားတယ်အဲ့ဒါကဟိုဓမ္မဟောင်းကနဲ့ဓမ္မတစ်ကိုခါတဲ့ဆက်နွယ်ပြီးတော့မှဒီအကြောင်းအရာတွေကြောင့်အရာတိုင်းမှာကျွန်တော်တို့ဟာဒီနေ့ဘုရားသခင်ရဲ့ကျေးဇူးတော်သူ့ရဲ့ချစ်ချင်းမေတ္တာမကုန်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ဒီလိုနေနိုင်တာဒီလိုကောင်းချီးမင်္ဂလာခံစားနေရတာဆိုပြီးတော့မှပေါ်ပြထားပါတယ်ဒါကြောင့်မလို့ဘာကြောင့်မလို့ကျွန်တော်တို့ကကျေးဇူးတော်ချီးမွမ်းရမလဲဆိုဒါကြောင့်ဖြစ်တယ်နောက်တစ်ချက်ကကျွန်တော်တို့ကျောင်းတော်ကြီးအကြောင်းကိုနည်းနည်းလေးဖ
ဖော်ပြလိုပါတယ်ဒီမှာကြောင်းသားဟောင်းတွေလည်းတချို့ပါနေတယ်နောက်ကျွန်တော်တို့ဆရာဟောင်းတွေလည်းတချို့ပါနေတော့နည်းနည်းလေးစိတ်ရှည်ဆိုတာနဲ့နည်းနည်းနားထောင်ပေးပါအောင်။အိုး1929နှစ်တုန်းကစခဲ့တယ်။ဘာလဲဆိုရင်တော့ကရင်ကျောင်းရှိတယ်မြန်မာကျောင်းရှိတယ်ကျန်းစာကျောင်းကုန်ပေါ့။ဒါပေမဲ့လို့အင်္ဂလိပ်လူလေရနိုင်တဲ့လူဒီရှိလာပြီဆိုတော့တာနာပြုဆရာတွေကတရမူလာဂျွန်တက်ကြီးပီတာလှအဲ့ဒီ၃ယောက်နဲ့ဆရာကြီးရဲ့ယုံခန်းထဲမှာပဲသူတို့ကိုစပြီးတော့မှတင်ကြားပေးပြီးတော့မှဒီ British ဘွဲ့ကိုရအောင်သူတို့လုပ်ပေးခဲ့တယ်အဲ့ဒီအစရှိပါတယ်အဲ့ဒီကနေနောက်1950 1960ဆရာဆမန်ပခန်အန်တို့ကျွန်တော်တို့ခေတ်ရောက်လာပြီအဲ့ဒီအချိန်မှာကြတော့ဘာလို့တွေ့ရတယ်လဲဆိုတော့ကျောင်းသား50လောက်ပဲရှိတယ်အဲ့ဒီ50လောက်ထဲမှာတဝက်လောက်ကအငင်းစားတွေဗျာသူတို့ကဟိုမှာအငင်းစားယူပြီးတော့မှဗမာစကားရှိတယ်မလားဟိုငယ်စဉ်ခါမှာတော့ပညာရှာနောက်တော့စီးပွားရှာနောက်တော့ဖျားတရားရှာအဲ့ဒီဟာနဲ့သူတို့လာတယ်အဲ့ဒါလည်းကောင်းပါတယ်သူတို့အများကြီးလာပြီးတော့စက်ကတ်တယ်စက်ကပ်ပြီးတော့မှလာတင်ကြားယူပြီးတော့မှဖျားမို့တော့ဆောင်တဲ့လူတွေလည်းရှိတယ်တချို့ကတော့မဆောင်ဘဲနဲ့မိမိတတ်ယူဖို့အတွက်ပေါ့လေအဲ့ဒီချင်းကတော့ BDS လို့ခေါ်ပါတယ် Burma Divinity School တဲ့အဲ့ဒီကနေနောက်ပြန်ပြီးတော့မှဆက်သွားတဲ့ခါမှာအဲ့ဒီမှာက BTH ပဲ Bachelor of Theology တခုပဲပေးပါတယ်အဲ့ထက်မှာစေတန်းကိုကကြီးနဲ့အောင်တဲ့လူကအဲ့ဒီ degree ကိုရနိုင်တယ်ကကြီးနဲ့မအောင်တဲ့လူကြီးကဟို certificate အဲ့ဒါနဲ့ပဲတွားပါတယ်နောက်တော့အဲ့ဒီကနေ63 64ပဲရောက်လာတဲ့အခါမှာဖျားသခင်ကလုံဆော်ပေးတာဘယ်သူမှတတ်လို့တော်လို့ဒီ socialist အစိုးရဖြစ်လာတော့ဘာတွေဖြစ်မယ်ဆိုတော့ဘယ်သူမှမသိဘူးအဲ့တော့တာနာပြုဆရာကြီးတွေနဲ့ကျောင်းဆရာတွေကဘာစပြီးတော့တည်ထွင်တယ်လဲဆို1963ကနေ64 academic year မှာ BRE Bachelor of Religious Education ဆိုတာအဲ့ဒါကတက္ကသိုလ်စာမေးပွဲသို့မဟုတ်ဒီဂရီတစ်ခုခုရပြီးတဲ့လူဒီကိုနှစ်တင်ကြပေးတယ်အဲ့ဒါလှုပ်လိုက်တယ်လှုပ်လိုက်တော့ဘာကြောင့်လှုပ်တယ်လဲဆိုတာဘယ်လိုဝင်းနေတော့လှုပ်ဆော်ပဲတယ်ဆိုတာမသိဘူးအဲ့တော့လှုပ်လိုက်ပြီးတော့မှဒေါက်တာအန်နာမဲတို့စတဲ့ဖြစ်ပေါ်လေဥဖေတွင်တို့အဲ့ဒါတွေသူတို့ BRE ယူကြတယ်ဟာမပြောလေးမနဲ့65ခုနှစ်မှာတာနာပြုဆရာကြီးအားလုံးမောင်းထုတ်ခံတယ်66မှာအပြီးပိုင်ပဲမောင်းထုတ်ခံတယ်အဲ့တော့ကျွန်တော်လူဘာမှမနူးမနပ်ပဲကြောင်းပဲဆင်းလာတဲ့အသက်တောင်မှ22နှစ်ထဲမှာပဲဝင်တဲ့ secretary ဆိုတော့မှဆရာကြီးခိုင်တာတာနာပြုဆရာကြီးနေရာမှာတက်ပြီးတော့လှုပ်ခိုင်းနေပြန်ဘာမှမတတ်ပဲနဲ့နောက်တော့မှဒီမှာလဲဆရာကြီးအားလုံးစန်းစာကျောင်းမှာဆရာကြီးမရှိတော့ဘူးဆရာမတွေတာနာပြုဆရာကြီးမရှိတော့ဘူးဆိုတော့ဘဒူဒီအစားဝင်လာတယ်လဲဆိုခဏပြောတယ်ဆရာမအန်နာမဲတို့ဂရစ်လာတို့နောက်ဟိုမရှိတာတို့နောက်တရဝိတာဆန်လွန်တို့သူတို့ BRE အောင်ထားလိုက်တော့အတော်ပဲဖြစ်ပြီးတော့မှဆရာဝန်လုပ်ကြတာကိုတွေ့ရပါတယ်ဆရာခင်လှုပ်ဆောင်ချက်ကအင်မတန်မှအန်အောဆရာကောင်းတယ်အမြဲတမ်းသူကကြည်နေတယ်အမြဲတမ်းလိုက်ပြီးတော့မှလူတာကိုသူလှုပ်ပေးနေတာတွေ့ရပါတယ်နောက်တော့95 96အဲ့ဒီဘက်ကိုရောက်လာတဲ့အခါမှာနာမည်လဲပြောင်းသွားပြီ BDS ကနေ BIT Burma Institute of Theology ဆိုတော့ခေတ်အခါနဲ့ယောနီစွာအဲ့ဒီမှာစပြီးတော့မှကျွန်တော်တို့ဘာပြန်ထွင်တယ်လဲဆိုတော့ BD program ပြန်တော့စတယ်အဲ့ဒါ3နှစ်အဲ့ဒါက BTH အောင်တဲ့လူသို့မဟုတ်BA အောင်တဲ့လူလာပြီးတော့မှတက်နိုင်တဲ့ BD course ကိုပြန်ပြီးတော့မှစလိုက်တယ်အဲ့ဒါစတာလဲကျွန်တော်တို့အားရှိလို့ကျွန်တော်တို့တတ်လို့တော်လို့ဖြောက်တော့ထွင်တာမဟုတ်ဘူးလူတဲ့ဥစ္စာကိုမရှိမဖြစ်တော့တဲ့အတွက်ကြောင့်ခါတဲ့ညှစ်ထုတ်ပြီးတော့မှအဲ့ဒါလောရပါတယ်အဲ့ဒါ BD curriculum ဆွဲတော့ကျွန်တော်က dean ဖြစ်တော့တော်တော်လေးစိတ်ပြည့်စရာကောင်းတယ်ဒါမဲ့လို့အိန္ဒိယက BD Belus Southeast Asia က BD Belus ဆိုတာကိုရောပြီးတော့မှကျွန်တော်လှုပ်ဆောင်ရတယ်
အဲ့ဒါနဲ့ BD program လဲဘာပဲဖြစ်တချို့က BD နဲ့အောင်တဲ့လူတွေရှိပါတယ်နောက် BD program က2000ခုနှစ်ပဲရောက်လာတဲ့အခါမှာဘယ်လိုပြန်ပြောင်းလာလဲဆိုတော့MDiv လို့ပဲခေါ်ရအောင်တဲ့အခုအမေရိကက MDiv တီများလာတယ် BD က Europe ဘက်ကအဲ့လိုမျိုးMDiv ဆိုတော့မှပြန်တော့ upgrade လုပ်လိုက်တယ် upgrade လုပ်တယ်တိတ်တော့လည်းမကွာပါဘူးဒါပေမဲ့ elective များများထည့်တာဖြစ်ပါတယ်အဲ့ဒီကနေ MDiv ကိုပြောင်းသွားပါတယ်ဒီ2000ခုနှစ်ပဲမှာကျွန်တော်တို့တက္ကသိုလ်ပညာရေးအင်မတန်မှအောက်ဆုံးအဆင့်ကိုရောက်သွားတဲ့အတွက်ကြောင့်အတိတ်ဘယ်ကိုမရှိတော့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကလေးတွေက email အောင်တော့ email ဟိုမှာအတန်းထဲမှာ sentence တခုတော့မှန်အောင်မလုပ်တတ်ဘူးဒါနဲ့ဆရာကပြောတယ်မင်းရတဲ့ email ဟုတ်လားဟုတ်တယ်ဒါဆိုဘာ e လဲကွာလို့ပြောအားလုံးဝိုင်းညီတာပေါ့ तू က email နဲ့တော့အောင်တယ် sentence တခုမှလည်း English sentence တခုမှ तू ကမှန်အောင်မလုပ်တတ်ဘူးဒီလူနဲ့ပညာမတတ်ပဲနဲ့ degree ပဲရလာတော့မဖြစ်တော့ဘူးဆိုတော့မှမိဘတွေကျွန်တော်တို့ကအများကြီးတွန်းတော့မှအဲ့ဒီချိန်မှာစစ်အစိုးရအောင်မှာအတန်းကျကျလေးမလုပ်ရဘူးအများကြီး seminar တွေလုပ်ပြီးတော့မှကျွန်တော်တို့ liberal arts တကယ်တည်းဆို BA ဒါပေမဲ့ BA တော့ပြောနေတာအစိုးရနဲ့ရှင်တယ်ဆိုတော့ချက်ချင်းဖြုတ်လိုက်မှာဒါကြောင့်မလို့ကျွန်တော်တို့ကကာလန်ဒေတန်ကြည့်ပြီးတော့မှခမောက်ဆောင်းရတယ်လေအဲ့ဒါဘယ်လိုလဲဆိုတော့ Bachelor of Arts in Religious Studies ဆိုတော့လုပ်ထည့်လိုက်ပြီးတော့religion တွေအလုံးတင်ပေးတာပဲသူတို့ကိုခရိယန်ဖြစ်လာဖို့မဟုတ်ဘူးဒါပေမဲ့လို့လေလူတွေကပညာတတ်ချင်လို့ဟိန္ဒူတွေလာတယ်ဗုဒ္ဓတွေလာတယ်နောက်တော့မှမွတ်စလင်တွေလာတယ်အားလုံးလာပြီးတော့မှပညာယူကျန်တို့တည်တဲ့အတိုင်းပဲ bas ကတော်အောင်မြင်တယ်အဲ့ဒီမှာအောင်ပြီဆိုတော့အိမ်မှာလဲခါတိုင်းလုံးမရတော့ဘူးเนาะကျွန်တော်တမီးလဲ bas အောင်တာနဲ့အဖေလောက်တာဒါမကောင်းဘူးဒီဟာကဒီလိုဖြစ်တင်တယ်အဲ့လိုလာတယ်အဲ့ဒါအတော်ပဲဟိုမှာဘာပြောမလဲ NGO မှာဝင်လိုက် okay နောက်ပြီးတော့မှcompany တခုခုမှဝင်လိုက်ချက်ချင်းအောင်မြင်သွားတာကိုတွေ့ရပါတယ်ဒါနဲ့အဲ့ဒီ secular degrees ဒီရောနောက်ပြီးတော့မှကျွန်တော်တို့ဒီ theology degree မှာရောအခုဘယ်လောက်ရှိသလဲဆိုရင်တော့ secular degree ဒီ BAS program မှာက814ယောက်နောက် theology program မှာ429ယောက်အားလုံးပေါင်းကကျောင်းသားဥယျာဉ်1243ယောက်ရှိနေတယ်ဟို90ကနေအဲ့ဒီ1000ဘက်ကိုရောက်သွားတဲ့တိုင်အောင်ဘုရားသခင်ကွယ်ကာပို့ဆောင်ပေးတဲ့သူကျေးဇူးတော်အင်မတန်မှကြီးလာပါတယ်ဒါကြောင့်မလို့ဒါကိုတတိယပြီးတော့မှချစ်တော်ညီကိုတို့တင်သားတွေခင်ဗျားတို့အင်္ဂလိပ်ကျောင်းဆိုတာတခြားဘာမှမဆိုင်ဘူးလို့မပြောပါနဲ့ကျွန်တော်တို့ရဲ့မိခင်ကျောင်းလို့ဖြစ်တဲ့အဲ့ဒီကနေဆင်းလာတဲ့ဆရာမတွေကနေရာထဲမှာဥဆောင်နေကြတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကျောင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကျောင်းမှာအခုဒီနေ့ဘုရားသခင်ကျေးဇူးတော်အင်မတန်မှကြီးလာပြီးတော့မှဆက်ပြီးတော့မှရှင်သန်သွားနေပါတယ်ဒါကြောင့်မလို့ဘုရားသခင်ကိုကျေးဇူးတင်ရအောင်လို့ဖိတ်ခေါ်အပ်ပါတယ်နောက်ဆုံးအချက်ကတော့ဘာလဲဆိုရင်တော့ကျွန်တော်တို့ကလွန်ခဲ့တော့အနှစ်90တုန်းကအောင်မြင်မှုခက်ဖြတ်တန်းလာတဲ့နေရာမှာအောင်မြင်မှုကိုပေးခဲ့တဲ့ဘုရားကိုကျေးဇူးတင်တယ်ဘုရားကိုကျေးဇူးတင်တဲ့အခါမှာကျွန်တော်တို့ကျေးဇူးတင်ယုံနဲ့ပဲမကဘူးရှေ့ဆက်ပြီးတော့မှကျွန်တော်တို့လည်းယူပယုံရှိဖို့လိုတယ်အဲ့တော့ခဏကကျွန်တော်အင်္ဂလိပ်လိုပြောသွားပြီးပါပြီတုတ်တန်ကျမ်း29:18မှာ King James Version မှာကဘယ်လိုဟိုတင်လောက်ထားတယ်ဆို where there is no vision people perish လူတွေကယူပယုံမရှိရင်ပျက်စီးသွားတယ်ကျွန်တော်တို့ရဲ့လူငယ်တွေအခုတော့နည်းနည်းကောင်းလာပြီအရင်တုန်းကဖြစ်ပျက်ခဲ့တဲ့ဥစ္စာကကျွန်တော်တို့ရဲ့လူငယ်တွေက they have no sense of direction ဘယ်သွားလဲမသိဘူးဟိုလူဒီလူဒါကျွန်တော်ပြောတယ်ဟိုဒီမှာကျွန်တော်တာသမီတွေကဟိုအလုတ်တလျှောက်လဲမရဒီဟာလဲမရဟိုဟာလဲမရ over qualify အဲ့လိုဖြစ်တယ်ဘယ်မှာမှမလုပ်ချင်ကြဘူးဥထမ်းပါဆိုတော့ဒါလည်းမလုပ်ချင်အဲ့လိုဆိုအဲ့လိုပြင်းတဲ့လူတွေနိုင်ငံခြားပို့လိုက်တော့သူတို့စကားဖြစ်တယ်လေ swim or sing ကိုရေပေါ်မှာတို့မို့မင်းနှစ်တယ်မယ်ဒါကြောင့်မလို့ဒီမှာတော့အဖေမေရှိတယ်အဖေမေသမင်းမကျွေးဟိုး
အဖိုးစီမှာတတ်စားတယ်အဖိုးမကြွေးရင်ဟိုးအတော်စီမှာတတ်စားတယ်ပြောနေတာပဲ sense of direction ကလုံးဝပျောက်သွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့က sense of direction ဘာလုပ်မယ်ဘယ်ကိုသွားမစားကျွန်တော်တို့ရှိဖို့လူတယ်တဲ့ဒါမှမဟုတ်ကျွန်တော်ယူပါယုံရှိရမယ်နောက်ခဏကကျွန်တော်အင်္ဂလိပ်လိုပြောတဲ့Tennyson ဆိုတဲ့ကြပြဆရာကဘာပြောလဲဆိုto travel hopefully is better than arrive မျောလင်းသွားနေတာယူပါယုံနဲ့တခါတည်းသွားနေတာအင်မတန်မှအရေးကြီးတယ်ဆိုတာကိုတွေ့ရပါတယ်အခုကျွန်တော်လောလောဆယ်ကခဏကဒီကျောင်းတော်ကြီးခက်ဖြတ်တန်းလာခဲ့ပြီးတော့မှကြီးထွားလာနေတဲ့ဒီကျောင်းတော်ကြီးကိုဆက်ပြီးတော့မှရှင်းတန်းနိုင်အောင် Jackson University ဆိုတာကိုစတင်ပြီးတော့မှထူထောင်ဖွင့်လိုက်ရအောင်လို့ပြောပါတယ်အဲ့ဒါတော်တော်ကြီးတဲ့ subject ဗျာတော်တော်ကြီးတဲ့project ကြီးဖြစ်နေတယ်အဲ့တော့ကျမ်းစာထဲကတော့ဗာပြောထားတယ်လေဖျားနဲ့ဆိုင်ရင်ဖျားကအတွက်မဖြစ်နိုင်တာဘာမှမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့သုတ္တန်ဆရာ16 3မှာတော့ဗာပြောလဲဆိုကိုပြုတ်တော့အမှုကိုထာဝရဖျားနဲ့အပ်လို့သူ့ပြုတ်လင်တင်းအကြံစီတို့ဒီတည်လိမ့်မည်လို့ပြောပါတယ်နောက်ဆာလန်ဆရာလည်းဒါကိုပဲပြောတယ်30ခွန်အငယ်9မှာကိုအမှုအရာကိုထာဝရဖျားနဲ့အပ်လို့ဆက်ပြန်ထပ်ရမတူလွတ်တယ်ကိုတော်ကိုဒါကိုစားလို့ဘုရားသခင်ကိုဒါယုံကြည်ပါသူ့ပြုလင်ဖဖျားရှင်စီမံတော်မူလိမ့်မည်တဲ့ဘာဖြစ်လို့ကျွန်တော်တို့ကဒီအမှုအရာကိုဘုရားသခင်လက်ထဲအားရမလဲကျွန်တော်လုပ်နေတာပဲလုပ်ရမှလေအဲ့လိုပြောချင်ပြောမှမဟုတ်ဘူးသုတ္တန်ကျမ်းအခန်း16အငယ်9မှာလူဒီမိမိတွားရလမ်းကိုစိတ်ထဲမှာကြံစီတတ်၏ဘာလုပ်မယ်တူတော်လေတူ၏ခြေလန်းတို့ကိုထာဝရဘုရားစီရင်တော်မူ၏ဒါလုပ်မယ်Jackson University ဒီမှာဖွင့်မယ်ဟိုမှာဖွင့်မယ်ဒီလိုလုပ်မယ်ဆိုတော့မှအကြီးကျယ်ကြံစီထားတော်ညာလေတကယ်တမ်းခြေလန်းတန်းစေတာကထာဝရဘုရားပဲဖြစ်တယ်ဒါကြောင့်မလို့ဘုရားသခင်လက်တော်ထဲမှာအားကြမယ်နောက်တော့မှကိုဟဲလက်တရားဟောဆရာဒေသနာကျမ်းအခန်းကြီး7ကိုဖတ်လို့ရှိရင်ဘာဒီပြောလဲဆိုမိုးတိမ်မှာရေပြည့်မူးရွာမယ်ဆိုတာသူသိတယ်တဲ့နောက်ပြီးတော့မှတစ်ပင်ဟာတောင်ဘက်ကိုလဲနေရင်တောင်ဘက်မှာပဲရှိတယ်အဲ့မှာပဲလဲနေတယ်တဲ့ဒါမဲ့မိခင်ရဲ့ဝန်တွေမှာပိုက်ထားတဲ့ကလေးငယ်ရဲ့အယိုးတွေဘယ်လိုစုတော့မှဘယ်လိုဆက်တွဲပြီးတော့မှဘယ်လိုဝိညာဉ်ပွားလာတယ်သူပွားလာဆိုတာဘယ်သူမှမသိမနိုင်ဘူးဒါကြောင့်မလို့ဒါတော့မှမသိတဲ့လူကျွန်တော်တို့တွေကအလုံးစုံကိုဖန်ဆင်းတော်မူတဲ့ဘုရားသခင်အမှုတော်တို့ကိုကျွန်တော်တို့မသိနိုင်ရကျွန်တော်တို့နဲ့ဖြံပါဖြစ်မယ် life is uncertain ဟိုတကယ်ပဲဘာဖြစ်မယ်ဆိုတာတိတိကျကျစဉ်းစားလို့မရဘူးကျွန်တော်တို့ဒီလိုမျောလင့်ထားတယ်မဖြစ်လာဘူးအမြဲတမ်းပြောင်းလဲနေထာဝရဘုရားကမပြောင်းမလဲရှိတော်မူတယ်ဒါကြောင့်မလို့ဘုရားသခင်မပြောင်းမလဲရှိတော်မူတဲ့ထာဝရဘုရားကိုပဲကျွန်တော်တို့ယုံကြည်ပူဇော်မှာဖြစ်ပါတယ်ဒီကျမ်းစာတုံတင်ထားတဲ့ထာဝရဘုရားကိုပဲအားကိုးရမယ်ဆိုတဲ့အကြောင်းအရာကိုသင်းစာရေးဆရာ Ira F Stanfield ကငါတို့လည်းစူဘူးနေတဲ့သင်းပါပဲ Many things about tomorrow I don't seem to understand but I know who holds tomorrow and I know who holds my hand ခင်ဗျာကျွန်တော်တို့လက်ပြန်ပါဖြစ်မယ်ဆိုမှဒါပေမဲ့ကျွန်တော်တို့အရာအားလုံးကိုချုပ်ကင်ထားတဲ့သခင်ခရစ်တော်ကျွန်တော်တို့ကိုလက်နဲ့ဆွဲကင်နေတယ်ဒါကြောင့်သူ့ကိုအားလုံးအပ်မယ်ဆိုတာဖြစ်ပါတယ်နောက်ဆုံးနေကုန်းအနေနဲ့တော့ကျောင်းတော်ကြီးရဲ့အတိတ်ကာလအစဉ်စဉ်မှာခက်ဖြတ်တန်းသွားညတော်ညာလေအောင်မြင်မှုကိုပေးတဲ့ဖျားကိုကျေးတော်ချီးမွမ်းရအောင်အဲ့ဒီမှာမြေတန်းစကားအခန်းကြီး3အငယ်41မှာပြောထားတယ်ဆို
ဘုရားသခင်ကိုကျေးဇူးတင်တယ်ဆိုတော့ praise the lord hallelujah hallelujah ဆိုတော့မှလက်ချီပဲမမြောက်ပဲမိမိစိတ်နှလုံးကိုပါမြောက်ပိချီမပြီးတော့မှကျေးဇူးကိုချီးမွမ်းပါပါဇက်နဲ့ပဲချီးမွမ်းတာမဟုတ်ပဲကိုရောစိတ်ရောအားလုံးပါဝင်ပြီးတော့မှကျေးဇူးကိုချီးမွမ်းရအောင်ကျေးဇူးကိုချီးမွမ်းတဲ့ပူဇော်တက်ကာခဲတို့ဆက်ကပ်ပြီးဒီနေ့အတွက်ဒါနဲ့ပြန်ဆက်ပြမဆက်ကဆရာရှိနေဆက်ကမယ်ကိုယ့်အစွမ်းအစကိုဆက်ကတမကသူ့တောင်းပေးခြင်းအဖြစ်နောက်အလူတော်ငွေပေးဆောင်ခြင်းအဖြစ်နဲ့ဆက်ကနေတယ်နောက်ဒီ Jackson University ကဲ့သို့တော့ဒီ University ကြီးတက္ကသိုလ်ကြီးဖြစ်မောက်ပေါ်လာဖို့အတွက်ယူပါယုံများကိုဆက်ပြတော့မှဝိုင်းဝန်းသူ့တောင်းပေးကြပါနောက်တော့မှအဲ့ဒီ University အတွက်ပေးလူချင်တဲ့အရာအားလုံးကိုပေးလို့ရတယ်ဟိုမိမိငွေရေးကြေးတမကမိမိservice ကိုပါအခုတချို့အောင်ဘွဲဒီအများကြီးရထားပြီးတော့ရှိတယ်အဲ့လူတွေလည်းတင် जा ပေးနိုင်တဲ့နောက်တော့မှမိမိရရှိတဲ့အလှူတော်ငွေကိုလည်းစက္ကခြင်းအဖြစ်ဒီနေ့ MIT Myanmar Institute of Theology ကျောင်းတော်ကြီးရဲ့အနှစ်90မြောက်ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဆက်လက်ပြီးတော့မှရှေ့သို့ယူပါယုံနဲ့ဆက်ပြီးတော့မှခြေတက်တဲ့အခါမှာအဲတို့တယောက်စီပါဝင်ကူညီမဆပေးကြပါခင်ဗျားတို့မပါရင်ဒီအမှုအရာမဖြစ်လာနိုင်ဘူးဒါကြောင့်မလို့ခင်ဗျားတို့ဘုရားခင်အတုံးပြုတ်ခြင်းတဲ့နေရာမှာအဲ့ဒီခန္ဓာကနေပါဝင်ကြပါစို့လို့အားလုံးကိုမေတ္တာရပ်ခံရင်းနဲ့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ကိုကတဲ့နန်တော့ငါမိမိတဲ့ကိုစတိတော်မူတော့သာတော်တခင်ယေရှုကြီးယူခေဦးနာခမီတော်ချစ်ချင်းမေတ္တာနဲ့တန်ရှင်တော်ဝိညာဉ်တော်ဤလမ်းပြမေတ္တာဟောဖွင့်ခြင်းဒီနိပေါင်းကိုစေတိုင်းတိုင်းဘုရားရှင်လမ်းပြခဲ့တော့ MIT ကျောင်းတော်ရပ်ပေါ်၌တော်၎င်းဤကျောင်းတော်ကြီးကိုချစ်လက်ထူထောင်ပေးခြင်းပြီးလို့ခြင်းအဖြစ်ပါဝင်ကြကုန်တော့တင်တို့အားလုံးအပေါင်းပေါင်း၌တကြောက်၍အရှင်မြဲဒီစီတည်နေပါစီသော